မန္လာသိန်းတော်မေခလာရဲ့သမီးငယ်နတ်ယတနာသိန်းတီတီလေးစင်ကာပူပြန်ပြီးသူနာပြုအလုပ်ဝင်မဲ့ခီပသိမ်မှာဆူတောင်းစကတ်ကြပါလေThank you.ကမ်းပေါင်းသူကတော့ကိုမျိုးတူရင် KPP ဦးတင်ထွန်းရဲ့သားဖြစ်ပါတယ်ရန်ကုန်လေစိတ်နှန်းကရန်ကုန် Airport Hotel မှာတရက်6000နဲ့တညအိတ်ကြပါမယ်မြောက်တကုံဇော်ကြီးလမ်းမှာနေထိုင်တဲ့အချိန်ဆရာဦးရောတက်ရဲ့ဇနီးအိမ်မှာတွားပြီးမိတ္တဟာယပြုပါတယ်သင်တန်းပေးတယ် CF ဆရာမတို့ညီကိုများအတင်းတော်ကသူနဲ့အဓိကထားတာညီကိုများအတင်းတော်နဲ့တော့မဆိုင်ဘူးဒါပေမဲ့လို့အများအားတော့မိတ်ဖက်တော်ရှိရလေမိတ္တဟာယကျွန်မလည်းအဲ့ဒီ CF မှာဘုတ်လူကြီးပေါ့ဘုတ်တော်ဘုတ် member ဘုတ်တော်ဟိုပါဘုတ် director ပေါ့ဘုတ် member ပေါ့အကျန်းဟိုပါဘုတ် member ဘုတ် member CEF at the Child Evangelism Fellowship တဲ့သူစာအုပ်ကလေးတွေလည်းကောင်းတယ်ဟိုရောင်းပေးတယ်လေသူကအဲနောက်သူရဲ့ဌာနချုပ်ကတော့အမေရိကန်မှာဟုတ်ကဲ့သူကဒီမှာကျတော့ဌာနချုပ်ကပဲနေရာမှာထားတာအင်းစိန်မှာပဲအင်းစိန်ဟိုဆရာမရီနီတီလာဆရာမရီနီဆိုဆရာတမောင်ကြီးရဲ့ညီမပဲဩဆရာဦးတမောင်ကြီးရဲ့ညီမဩဟိုကနဲ့ဆရာဦးတမောင်မျိုးရဲ့သမီးဟုတ်တယ်ဆရာသူက director လေသူကမြန်မာပြည်မှာမြန်မာပြည် country director ပေါ့ country director